အမြင့်မြတ်ဆုံးသောဘုရားကျွန်တော်တောင်းပန်ပါတယ်ချမ်းသာပေးပါပြောစမ်းမင်းနာမည်လေကောင်အပင်ငယ်တဲ့အခုမတော်ပြစီနဲ့ဝတ်တယ်ဝင်ခွင့်ပေးပါနတ်ဆိုးများတို့သည်လူမှထွက်၍ဝက်ထဲသို့ဝင်ကြ၏ထွက်သွားစမ်းများဟေးမော်ဆရာကြီးထွက်သွားဒီကထွက်သွားစမ်းများခုပဲထွက်သွားဝေးသွားဗျာတခင်နောက်ကိုကျွန်တော်လိုက်ချင်ပါတယ်ကျွန်တော်လိုက်ပါရစေအိမ်ပြန်ပြီးဖះရဲ့ကောင်းမြတ်ခြင်းကိုပြောပါဘာလို့ဖြစ်နေတာလဲဘယ်သူလဲနာဇက်နိုသားယေရှုဒီနေရာကဖြတ်သွားတယ်အိုးယေရှုအိုးယေရှုဒါဝိရဲ့သားတော်ကျွန်တော်ကိုသနာပါကျွန်တော်ဗာများလုပ်ပေးရမလဲမျက်စိပြန်မြင်ချင်ပါတယ်မြင်စေယုံတဲ့အတိုင်းဖြစ်စေငါမြင်ပြီမြင်ရပြီငါမြင်ရပြီခင်ယေရှုသည်ယေရုရှလင်မြို့သို့သွားနေစဉ်လမ်းတစ်လျှောက်လုံးတွင်လူအုပ်ကြီးကိုတွေ့ကြုံရ၏လူတို့သည်သခင်ယေရှုအားကယ်တင်ခြင်းတရားနှင့်ဘုရားသခင်အကြောင်းဆက်သွန်သင်ပေးရန်တောင်းဆိုကြ၏သူဟာကယ်တင်ရှင်စပယ်ရှင်သခင်ကယ်တော်မူပါသခင်ကယ်ပါအောင်ကျေးဇူးတော်ပဲသခင်ဓမ္မတရားလမ်းကိုပြပါသခင်လူတို့သည်ယေရှုဖျားအားကယ်တင်ရှင်အဖြစ်လက်ခံလာကြ၏ယေရိခေါမြို့၌ဇကဲဟုခေါ်သောအခွန်ခံတယောက်ရှိသူသည်ယေရှုဖျားအားအလွန်တွေ့ကျင်သောကြောင့်တစ်ပင်ပေါ်သို့တက်လေသည်သူကခွန်ခံမယ်မမြန်စင်းခဲ့ဇကဲဒီနေ့သိရင်မှငါတဲမယ်ကျုပ်အိမ်သူ့အိမ်ကိုဘယ်သူသွားခြင်းပါလဲအဲ့ဒီတော့ဇကဲကယေရှုကိုဘယ်လိုသိရပြန်လာလဲဒီမှာငါရဲ့ဥစ္စာတစီတစ်ဝက်ကိုလှူလိုက်မယ်နောက်ပြီးတော့မတရားခွန်တွေကိုလေးစားပြန်ပြီးတော့ငါပြန်ပေးမယ်
ငါတော့မယုံဘူးရေဘဲနဲ့ကွာကိုကောက်သူတွေကမပြန်တာမဖြစ်နိုင်ဘူး ငရဲမလွတ်တဲ့အခွင့်ဟာဒီနေ့ဒီအိမ်ပေါ်မှာတက်ရောက်တော်မူခဲ့ပြီငါဟာပျောက်တဲ့သူတို့ကိုကယ်တင်ရန်ကြွလာတယ်